ဒီလိုနဲ့ချင်းရီတို့ညီကိုတွေတိမ်လွှာဆိုင်ကိုရောက်လာကြပါပြီ။ဟောင်ဖေးကအကိုကြီးဒုတိယနောက်လက်ဆောင်ကိုဘလို့ပြင်ဆင်ထားလဲဆိုပြီးတော့မေးလိုက်တော့ဒါကစိတ်နှမှုကိုစမ်းသပ်တာပဲ။ငါဖိုးတန်နဲ့ပလေရဲ့နူးဆောက်တောင်းကိုရှာဖွေပြီးတော့ဂျေနာတစ်ခုပြုလုပ်မယ်လို့စဉ်းစားထားတယ်လို့ပြောလိုက်ပါတယ်။ဒီလောက်ကုန်ကျန်းတွေအများကြီးတာမန်ကောင်းကင်နဲ့ပြလက်နက်ကိုပြုလုပ်ရအောင်မှအလွန်ဆုံးအမျိုးအစား10မျိုးလောက်ပဲလိုတာလေ။အကိုကြီးကဘာလို့လုပ်လို့လဲဆိုပြီးတော့မေးလိုက်တော့ချင်းကြီးကစဉ်းစားလိုက်ပြီးအနာဂတ်မင်္ဂလာပွဲကျင်းပမယ့်နေရာငါနဲ့လီယာရဲ့အိမ်လေးဆိုပြီးတော့ပြောလိုက်တော့ဒီလိုရဲနာမျိုးကိုအကိုကြီးတယောက်ပဲလုံးနိုင်မယ်နဲ့တူတယ်ဆိုပြီးတော့ဟောင်ဖေးကပြောလိုက်ပါတယ်အဲ့ဒီချိန်မှာလေဦးလေးလန်ရောက်လာပါတယ်တုတ်ဆက်လိုက်တော့ငါလာတာမင်းကိုပြောရရှိလို့ဆိုပြီးတော့ပြောလိုက်ပါတယ်တွမ်မူကြီးနဲ့ကျိုးရှာတို့နှစ်ယောက်ကတောင်ပင်လယ်နယ်နမိတ်ကိုတွားပြီးတော့ဒန်းနာရီလာထူးခြားတဲ့ရေဒနာဝင်းရောင်ဝင်းကျင်ကျေးမုံကိုတွားရှာနေပြီဆိုပြီးတော့တရင်ပို့လိုက်ပြီလေ။အိုရဲရောင်ဝင်းကျင်ကျေးမုံဆိုတော့ချင်းကြီးကအံ့ဩသွားပါလေ။အဲ့ဒါနဲ့ဦးလေးလန်ကလွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီတုန်းကပုံရဲရောင်ဝင်းကျင်ကျေးမုံကလက်ဖျားလောကမှာထွက်ပေါ်လာခဲ့မှုတဲ့သူ့ရဲ့ပုံတံကထောင်းတောင်းတိမ်တန်းမကပြောင်းလဲနိုင်ပြီးတော့လူရဲ့စိတ်ဝိညာဉ်ကိုထိုးပေါက်ကြည့်ပြီးတော့လူတွေရဲ့အစစ်အမှန်ကိုမြင်ရတယ်လို့ပြောလိုက်ပါတယ်။ထည့်အောင်ထည့်မှာအလေညာတွေကိုလည်းထပ်နိုင်တယ်ဆိုပြီးတော့ပြောလိုက်ပြီလေ။တကယ်လို့ပုံရင်းရောင်ဝင်းကျင်ကြီးမုံကိုရှာတွေးနိုင်မယ်ဆိုရင်ဒုတိယအမည်စရင်မှာ30မှ9လောက်ကအဲ့လူရဲ့လက်ထဲကိုရောက်သွားဖို့တေးကြတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီတော့တောင်မိုက်တာလားဆိုပြီးတော့ဟောင်ဖေးကပြောနေပါပြီ။အကိုကြီးကျွန်တော်တို့လည်းတောင်ပင်လေကိုသွားရှာကြည့်အောင်ဆိုပြီးတော့ပြောနေပြီလေ။အဲ့ဒါနဲ့ချင်းကြီးကကောင်းပြီလေတေချာပေါင်းနှစ်လမ်းပြည့်စင်ထားတာပေါ့။ငါတို့ပုံရင်းရောင်ဝင်းကျင်ကြီးမုံကိုသွားရှာကြမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးကနေဦးလေးလန်ကိုနှုတ်ဆက်လိုက်ပြီးတော့ညီကို3ယောက်ထွက်သွားကြပါပြီ။ချင်းကြီးကတော့သူ့ရဲ့ဟောင်မန်ဝင်းကြီးရဲ့နာနက်လီကိုတုံပြီးတော့ပြန်တန်းနေပါလေပြီးတာနဲ့ဦးလေးလန်ကတရင်လမ်းပို့လိုက်ပါလေငါတတိထားမိဟာကျိုးရှန်နဲ့တော်မူကြီးတို့ကနှစ်ယောက်လုံးတူညီတဲ့နေရာတစ်ခုကိုပဲ OTP တွားနေကြတာတရင်တစ်ခုခုရလို့နေမယ်မင်းတူတော့နဲ့လိုက်ပြီးတော့လှုပ်ရှားလိုက်ဆိုပြီးတော့လမ်းပြီးတရင်ပို့လိုက်ပါလေကျင်းဦးတင်ပါလေဦးလေးလန်လို့ပြောပြီးတော့သူ့ရဲ့နတ်အာယုံကိုဖြန့်ပြီးတော့စစ်ဆေးလိုက်ပါလေအဲ့ဒီမှာပဲတော်မူကြီးတွားနေတာကိုသူတွားတွေ့ပါပြီကျိုးရှန်ကိုလည်းတွေ့တော့ပါလေအဲ့ဒါနဲ့ဟောင်ဖေးကိုခေါ်လိုက်ပြီးတော့ကျိုးရှန်တို့ကိုမိအောင်လိုက်ဖို့အချိန်တင်လိုက်ဆိုတော့အကိုကြီးစိတ်ချနတ်သင်းမောကသူတို့ထပ်ပုံမြန်နေဆိုပြီးတော့အချိန်ကိုတင်လိုက်ပြီလေနတ်သင်းမောကအရန်မြန်မြန်နဲ့ပြန်တန်းနေပါလေတွမ်မူကြီးနဲ့ကျိုးရှန်ကတလန်းလုံးအဝိုင်းပတ်ပုံစံနဲ့တွားနေကြတာငါတို့အရင်ဆုံးတွားပြီးတော့ထောက်လန်းကြမယ်ဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒါနဲ့ကျုံးတစ်ခုမှာတော့ခေါင်းသုံးလုံးချင်းတွေကကျိုးစုကိုကျူးကျော်လာတဲ့လူမှန်သမျှတေချာစန်းဆိုပြီးတော့ခရမ်းရောင်စွမ်းရည်နဲ့ချင်းကြီးတို့ကိုလှမ်းပစ်လိုက်ပါလေချင်းကြီးကကာလိုက်တဲ့အချိန်မှာပဲဟောင်ဖေးကခုန်တက်ပြီးတော့သူ့ရဲ့တုံးနဲ့ဆင့်ရိုက်လိုက်ပြီလေပြီးတာနဲ့အစီရင်ကိုထုတ်လိုက်ပြီးတော့ချင်းလေးကိုဖမ်းထားလိုက်ပါလေချင်းလေးကချက်ချင်းပဲဒူးထောက်ကျသွားပါပြီအလေအစင်ကောင်းကင်နဲ့ပြသေးသေးလေးကများငါတို့ကိုခြုံခိုတိုက်ခတ်ရတာလားဆိုပြီးတော့လေလုံးကြည့်လိုက်ပါလေချင်းရီရောက်လာပြီးတော့ပုံရင်းရောင်ဝင်းကျင်ကြီးမုံဘဲမှလည်းတိလာဆိုပြီးတော့မေးလိုက်တော့ပုံရင်းရောင်ဝင်းကျင်ကြီးမုံအဲ့ဒါကဘာလဲဆိုပြီးတော့ပြန်မေးလိုက်ပါလေဟောင်ဖေးကဒုံးနဲ့ရွေလိုက်ပြီးတော့မြန်မြန်ပြောင်းဖို့ပြောတော့မှချင်းလေးကငါမသိပေမဲ့ဝါတစ်တော်ကျွန်းကကျွန်းသခင်ကတော့ပြီးမှသိရတယ်ဆိုပြီးတော့ပြောလိုက်ပါလေဒီနေရာကိုတောင်ကျိုးစုလို့ခေါ်တယ်ကျိုးစုရဲ့သခင်ကဝါတစ်တော်ကျွန်းရဲ့ကျွန်းသခင်ပဲတကယ်လို့သူတောင်ပေါ်ရင်းရောင်ဝင်းကျင်ကြီးမုံဘဲမှရှိတယ်ဆိုတာမသိရင်တောင်ကျိုးစုတစ်ခုတော့ဘယ်သူမှမသိရဘူးဆိုပြီးတော့ပြောလိုက်ပါလေဒါပဲပြောသူကနတ်ဖျားပြည့်မယ်လေဆိုပြီးတော့ပြောလိုက်တော့ချင်းကြီးကမင်းသားငါတို့ကိုဝါတစ်တော်ကျွန်းရဲ့နေရာကိုပြောပြနိုင်မယ်ဆိုရင်ခုနကငါတို့ကိုတိုက်ခိုက်တဲ့ကိစ္စအပြစ်မြူတော့ဆိုပြီးတော့ဝင်ပြောလိုက်ပါလေအဲ့ဒါနဲ့ခေါင်းတစ်လုံးလေးကနေပြီးတော့အလေးနဲ့လုံးလေးတစ်ခုထွက်လာပြီးတော့အဲ့ဒီနောက်ကိုလိုက်သွားပါလူကြီးမင်းတို့အတွက်ဥတီယာကိုညွှန်ပြပေးနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပြီအဲ့ဒါနဲ့၃ယောက်သားလိုက်သွားကြပါပြီအစင်းမြင့်ကောင်းကင်နတ်ဖျားတွေဒီနေရာကိုဘာလာလုံးချလာလဲဆိုပြီးတော့ချင်းလေးကတော့စိတ်ညစ်နေပြီလေချင်းကြီးတို့လေအလေးလုံးလေးနောက်ကိုတောက်ချလိုက်သွားပါလေအဲ့ဒီမှာလေရှေ့မှာကျိုးရှန်ကိုတွေ့တော့ဟောင်ဖေးကလှမ်းပြီးတော့ပြောပြလိုက်ပါလေကျိုးရှန်ကတော့တားမူကြီးရုတ်တရက်ကြီးပျောက်သွားလို့သူ့ရဲ့လူတွေကိုစူးနေတာပါဝါတစ်တော်ကျွန်းကဒီနီးနားမှာပဲနေမယ်ဆက်ရှာကြဆိုပြီးတော့စူးနေပါလေအဲ့ဒါနဲ့သူ့လက်အောက်ကလူတွေကတော့လူကြီးမင်းငါတို့အခုမော်နဲ့ရှာတာတက်နေပြီတကယ်မရှိဘူးဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒီချိန်ချင်းကြီးတို့ကလည်းရောက်လာပါလေကျိုးရှန်ကချင်းကြီးကိုမြင်တော့စိတ်တို့သွားပြီလေအဲ့ဒါနဲ့ချင်းကြီးကကျိုးရှန်စီကိုလာလိုက်တော့အရန်တိုက်ဆိုင်တာပဲဒီတောင်ကျုံစုကလူသွားလူတာနေတယ်အခုချင်းကြီးဒီကိုဘာလို့ရောက်လာလဲဆိုပြီးတော့ကျိုးရှန်ကမေးလိုက်တော့ပုံရင်းရောင်ဝင်းကျင်ချင်းမုံကိုရှာဖို့လာကြတာကြီးပဲလေဘာလို့မတိရင်အောင်စောင်းနေရလဲဆိုပြီးတော့မေးလိုက်ပါလေကျိုးရှန်ကတော့မင်း9ရက်နောက်ကိုတလန်းလုံးလိုက်လာတာဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒါနဲ့ချင်းကြီးကဘာခံမှန်းတော့မမရင်မင်းကလည်းညီနောင်တွန်းမှုနောက်ကိုလိုက်ပြီးတော့ဒီနေရာကိုရောက်လာတာမလားအဲ့ဒါကိုဘာလို့ငါတို့ကိုပြစ်တင်နေရလဲဆိုပြီးတော့ချင်းကြီးကပြောလိုက်ပါလေကျိုးရှန်ကတော့နောက်ဆုံးဘသူကပုံရင်းရောင်ဝင်းကျင်ချင်းမုံကိုရမလဲဆိုတာကြည့်ကြသေးတာပေါ့ဆိုပြီးတော့သူ့ရဲ့လူတွေကိုအမြန်ရှာခိုင်းလိုက်ပါလေမြေအောင်3နှစ်တူးရရင်တော့ဝါတက်တော်ကျွန်းကိုတိုးပြစ်ဆိုပြီးခိုင်းလိုက်ပါလေအဲ့ဒါနဲ့သူ့ရဲ့လူတွေကတော့အစီရင်ကိုဖွင့်ပြီးတော့မြေလှန်ပြီးတော့ပါရှာနေပါပြီချင်းကြီးကတော့ဝါတက်တော်ကျွန်းကကျွန်းသခင်ကနတ်ဖျားပြီးရင်တော့ညီနောက်ကျိုးရှန်ဒီလောက်ယူသိမဲ့ရင်ပြစ်ဒဏ်ချမှတ်ခံရမှာမကြောက်ဘူးလားဆိုပြီးတော့ပြောလိုက်တော့နတ်ဖျားပြီးရင်ဖြစ်တော့လေဘာဖြစ်လဲငါကလိန်ဖာကောင်းကင်နဲ့မင်းရဲ့ညီသူငါ့ကိုမင်းနဲ့လာမပေးပဲနေရဲမှလားဆိုပြီးတော့ပြောလိုက်ပါလေ
ပြီးတာနဲ့ချင်းကြီးဘက်ကိုလှည့်လိုက်ပြီးတော့ဒီနောက်ချင်းကြီးကအောက်ပုံကတက်လာတာနော်ဒီတော့တက်တိမရှိလောက်ဘူးဆိုပြီးတော့ပြောလိုက်တော့ရှောင်းဟေးကစိတ်တော်သွားပြီးတော့လှန်ကိုထုတ်လိုက်ပြီလေပြီးတာနဲ့ရှောင်းဟေးနဲ့ဟောင်ဖေးတို့ကကျိုးရှန်ကိုဝင်ရိုက်ကြပါပြီကျိုးရှန်ကတော့ခဲအောင်မိုးချိုးကိုထုတ်ပြီးတော့မင်းတို့ကပြချင်းကြီးအတွက်လုပ်ပေးခြင်းနေရလားဆိုပြီးတော့ကာလိုက်ပါတယ်ပြီးတာနဲ့တောလွတ်လိုက်တာရှောင်းဟေးတို့နှစ်ကောင်နောက်ကိုပြန်လွှဲလာပါလေအကိုကြီးသူ့ရဲ့ရန်နိုင်ကျင်လုံးလဲဆိုပြီးတော့ပြောလိုက်ပြီလေအဲ့ဒါနဲ့ချင်းကြီးကတော့သူပြောတာမမှားပါဘူးငါမှအားကိုးဖို့အဖေတွေအကိုတွေမရှိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ကော့ရဲ့ကြင်ကြံမှုလက်နက်တွန်းလောက်တာနဲ့အစီရင်ခိုင်းဆရာရဲ့အရေးချင်းကိုပဲအားကိုးလာဆိုပြီးတော့ဆက်ကြောလာစီရင်ကိုဖွင့်ချလိုက်ပြီလေရွှေရောင်နေနေကနေရာတစ်ခုလုံးကိုပြန့်နှံ့သွားပြီးတော့ဖုံးကွယ်ထားတဲ့အကာအဝယ်တစ်ခုကိုတွေးလိုက်ပါတယ်အဲ့ဒါနဲ့ချင်းကြီးကအဲ့နာကိုရောက်သွားပါပြီပြီးရနဲ့စွမ်းရည်ကိုအကာအဝယ်လေးကိုပြစ်ထည့်လိုက်ပါတယ်ကျိုးရှန်ကချင်းကြီးမှာဒီလိုမျိုးရဲ့ချင်းရှိရတာဆိုပြီးတော့အံ့ဩနေပါတယ်အဲဒီတော့မှဖုံးကွယ်ထားတဲ့ဝါတစ်တော်ကျုံကိုတွေ့သွားပါလေကျိုးရှန်ကတော့ညီနောင်ချင်းကြီးကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပြီးငါရင်သွားနေပြီဆိုပြီးတော့ဝင်ချသွားပါလေဒီလိုနဲ့ကျိုးရှန်တို့၃ယောက်ဝါတစ်တော်ကျုံစီကိုရောက်လာကြပါပြီအဲ့မှာပဲပေါ်နဲ့ခိုင်ထားတဲ့ကောင်ကလူကြီးမေဒီကျုံကအရန်ထူးဆန်းနေဆိုပြီးတော့ပြောလိုက်ပါလေနောက်မှလည်းချင်းကြီးတို့ညီကို၃ယောက်ရောက်လာကြပါလေကျိုးရှန်ကတော့သူ့လူကိုဒါဘာနားကြောက်ဆရာရှိလို့လေအမြန်သွားဆိုပြီးတော့ကွာခိုင်းနေပြီလေကျန်တဲ့တယောက်ကနားတီးစိတ်ကလည်းဝါတစ်တော်အနက်ပိုင်းလေးကိုမထောက်လန်းနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါလေတတိထားဆိုပြီးပြောလိုက်တော့ကျိုးရှန်ကစွားရင်ကိုထိုးလိုက်တာဝါမဲ့နေကုန်လုံးထပ်ပိုင်းနေပြက်ကုန်ပါလိဒီလိုဆိုရင်ရှင်းလင်းသွားပြီမဟုတ်ဘူးလားဆိုပြီးတော့ဝင်ချသွားတယ်လေချင်းကြီးကတော့ရှောင်းဟေးတို့ကိုတားလိုက်ပါတယ်အဲ့ဒီချိန်ကျိုးရှန်ဖြတ်ထားတဲ့ဝါပင်တွေကပြန်ပြီးတော့အပင်တွေပေါက်လာပါတယ်ကျိုးရှန်ကတော့ထပ်ပြီးတော့ဝါပင်တွေကိုခုတ်ပြပစ်လိုက်ပါတယ်ဒါပေမဲ့ဝါပင်တွေကမြန်မြန်ပဲပြန်ပေါက်လာပြန်ပါပြီကျိုးရှန်ရဲ့တပည့်ကအရှင်းတော့ဒီဝါတစ်တော်ကအရန်ကိုထူးဆန်းလုံးနေတော့ဆိုပြီးတော့ပြောလိုက်တော့ဘာကိုထိတ်လိုက်နေရလဲဝါစုပ်လေးပဲမဟုတ်လားဆိုပြီးတော့သူ့ရဲ့ကောင်းကင်တဲ့ပြားလက်နက်ကိုထုတ်ပြီးတော့ဝါပင်တွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်တပည့်နှစ်ကောင်ကတော့အရှင်သားရဲ့ရက်ကြီးကြောက်ကိုထုတ်လိုက်တာနဲ့နတ်တိုင်းကပြန်မဲ့ကျင်းမဲ့ဆိုပြီးတော့မြောက်ပစ်နေပြီလေငါတဝက်ထုတ်လိုက်ရုံပါပဲဆိုပြီးတော့လေကြီးနေပါပြီအဲ့ဒီချိန်မှာတွန်းမှုကလည်းဝါတစ်တော်ကျုံးလေးကိုရောက်လာပါတယ်ဒါပေမဲ့တွန်းမှုကတော့အပြင်စလိုလှုပ်ရှားလို့မရဘူးဆိုပြီးတော့စဉ်းစားနေပါတယ်အဲ့ဒီချိန်မှာဝါတစ်ရွက်တွေကပြန်လာပြီးတော့ကျိုးရှန်တို့ကိုဝင်တိုက်ပြီလေကျိုးရှန်ကအကာဝဲကိုထုတ်ပြီးတော့ကောင်ထားရပါတယ်ကျိုးရှန်ရဲ့တပည့်နှစ်ကောင်ကတော့အသေးအတန်တွေထွက်ပြေးနေပါပြီမင်းကအရှင်သားနဲ့တူတူတွေ့မယ်ဆိုပြီးတော့အမြဲတမ်းပြောနေရမလားဘာလို့ထွက်ပြေးရလဲဆိုပြီးတော့တယောက်ကမေးလိုက်တော့ငါကတက်ကူသွားခေါ်ပြီးတော့အရှင်သားကိုပြန်လာခဲ့နေကြကွာဆိုပြီးတော့ပြောလိုက်ပါတယ်ကျိုးရှန်ကတော့ပြန်လာခဲ့တယ်ဆိုပြီးတော့သူ့တပည့်တွေကိုခေါ်နေပြီလေပြီးတာနဲ့ကြားလာတဲ့ဝါရွက်တွေအကုန်လုံးကိုရက်ကြီးကြပုတ်ကိုထုတ်ပြီးတော့ကန်နေပါတယ်သူ့တပည့်နှစ်ကောင်ကတော့လွန်းထွက်သွားပါပြီကျိုးရှန်ကလည်းအသေးအတန်ကိုထွက်ပြေးတာဝါရွက်တွေကလက်နှစ်ဖက်နဲ့ချောင်းနှစ်ဖက်ကိုဖမ်းပြီးတော့တောထဲကိုဆွဲခေါ်သွားပြီလေဝါပင်နေနဲ့တိုက်ပြီးတော့ပါလွှတ်သွားလာပါငါ့ကိုလှုပ်ဆိုပြီးတော့အသေးအတန်အော်နေပါလေအဲ့ဒီချိန်တွန်းမှုကလည်းစွာရင်လေးကိုတစ်ခုကိုထုတ်လိုက်ပါတယ်ပြီးတာနဲ့ကိုပွားကိုထုတ်လွှတ်လိုက်ပြီလေတန်မှုရဲ့ကိုပွားကဝါတော်လေးကိုဝင်သွားတဲ့ချိန်မှာပဲကောင်းကင်ကနေပြီးတော့၄ယောက်တစ်ခုကိုမြင်လိုက်ရတော့အတိစိတ်ကတနေရာစီကိုပြုတ်ကျသွားပါလေလုံးဝကိုမှောင်ဝိုင်းနေတဲ့နေရာပါချင်းယူလိုကတော့အပြင်ကနေစောင့်ကြည့်နေတော့မှာပဲဟောင်ဖေးကအကိုကြီးကျိုးရှန်ကိုကျွန်တော်တို့ထက်ရှေ့ရောက်ခွင့်ပေးလို့မရဘူးဆိုပြီးပြောပြီးတော့စွတ်ပြီးတော့နေပါလေအဲ့တော့ချင်းကြီးကဝါရွက်လေး၃ရွက်ကိုထုတ်ပြီးတော့ဝါတော်လေးကိုပြစ်လိုက်တော့အစီရင်ရှိနေတာကိုသတိထားမိသွားပြီလေဒီဝါတော်ကအစီရင်တစ်ခုတည်းမကဘဲနဲ့လေဟာနဲ့ဝိညာဉ်ရဲနာလက်နက်တစ်ခုလည်းဟုတ်တယ်ဆိုပြီးတော့ပြောပြလိုက်ပါပြီခွင့်ပြုချက်မရှိဘဲနဲ့အထဲကိုဝင်နေသူလည်းပိတ်မိနေမှာဆိုပြီးတော့ပြောလိုက်ပြီလေအဲ့ဒီချိန်မှာပဲအတန်တစ်ခုကထွက်ပေါ်လာပါလေငါညက်ဖျားပုံကနေထွက်လာတာညစ်ပေါင်းတန်းချီနေပြီဆိုတော့နောက်ထပ်ညံကြီးရှင်တရားလည်းထွက်ပေါ်လာပြီပေါ့ဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒါနဲ့အငယ်လေးချင်းအကြီးကဲကဝါတစ်တော်ကျုံးသခင်လာဆိုပြီးတော့မေးလိုက်ပါလေအဲ့တော့မှဝါရွက်တွေကနေပြီးတော့အလုံးကြီးတစ်လုံးဖြစ်လာပြီးတော့ဟုတ်တယ်ဆိုပြီးတော့ပြောလိုက်ပါလေချီကတော့ကျွန်တော်ကိစ္စလေးတစ်ခုနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တောင်းချင်လို့ပါဆိုပြီးတော့ပြောလိုက်ပါလေကျုံးသခင်ကိုတွေးခွင့်ရမလားဆိုပြီးပြောလိုက်တော့မင်းကငါရဲ့လေးဟာနဲ့ဝင်းကျင်လက်နှက်ကိုဖောက်ထွဲပြီးတော့မြင်နိုင်မှတော့ငါနဲ့တွေးဖို့မင်းထိုက်တယ်မှလည်းဆိုပြီးတော့ထွက်လာပြီလေငါမင်းကိုချွင်းချက်ထားပေးမယ်ဆိုပြီးတော့ပြောလိုက်ပါလေဒါပေမဲ့ငါမင်းအကြောင်းကိုမကြောက်ဘူးဆိုပြီးတော့ပြောလိုက်တော့ကျွန်တော်အကိုကြီးကလက်နက်သုံးလို့ခိုင်းဆရာလေးဆိုပြီးတော့ဟောင်ဖေးကဝင်ပြီးမိတ်ဆက်ပေးလိုက်ပါလေကျုံးသခင်ကတော့မင်းငါရဲ့ဝါပင့်လေမူရသဘာဝကိုဖောက်ထွင်းနေနိုင်တယ်လက်နက်သုံးလို့ခိုင်းဆရာရဲ့နာမည်နဲ့ထိုက်တယ်မှလည်းဆိုပြီးတော့ပြောလိုက်ပါလေအခုချိန်မှာဝါပင့်လေတွေကိုဝင်နေသူတွေကမင်းနဲ့ပတ်သက်မှုရှိလားဆိုပြီးတော့မေးလိုက်တော့တယောက်ကတော့ကျွန်တော်ရဲ့မိတ်ဆွေကောင်မှာတခြားသူတွေကတော့ဘာပတ်သက်မှုမှမရှိဘူးဆိုပြီးတော့ပြောလိုက်ပြီလေအဲ့ဒါနဲ့ဝါတစ်တော်ကျုံးကိုကျူးကျော်လာတဲ့သူတို့ကိုပိတ်ထားလိုက်မယ်သင်ငန်းသာတော့ပေးမရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်မင်းတို့တွေဘာကိစ္စကြောင့်မလို့ဒီကိုလာကြတာလဲဆိုပြီးတော့မေးလိုက်တော့ချင်းကြီးကမှန်လိုက်တော့ရရင်ကျွန်တော်ကပုံရိပ်ရဝင်းကျင်ကျေးမုံတွေလာတာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ကျွန်းသခင်ကတော့မင်းတို့ဘာလို့ဖို့လဲဆိုပြီးတော့ပြန်မေးလိုက်ပြီလေချင်းကြီးကပုံရိပ်ရဝင်းကျင်ကျေးမုံကိုတောင်းဆိုတာကတမတ်ရိုးပဲကိစ္စကြောင့်ပါဆိုပြီးတော့ပြောလိုက်ပါတယ်ကျွန်းသခင်ကတော့မင်းရဲ့လက်နက်သုံးလို့ခိုင်းဆရာစင်တန်းရတို့ရဘသူကိုလက်ထပ်ယူခြင်းနဲ့အေးဆေးပဲလေလက်ထပ်ဖို့တမတ်ရေးပွဲကိုပါဝင်မှုလို့သေးရလားဆိုပြီးတော့မေးလိုက်တော့ဟောင်ဖေးကဒီနတ်ဖျားဘရင်ကနတ်ဖျားဘုံကိုစိတ်မဝင်လာတာကြာတော့ပြီနဲ့တူတယ်မင်းမျိုးတော့ရဲ့တမတ်ရေးပွဲကိုတော့မတည်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါဟုတ်လောက်တယ်ဆိုပြီးတော့ချင်းကြီးကကျုံးသခင်မတည်သေးတာတခုကမြောက်ပိုင်းသူတော်စင်ဘရင်ကကြံလီရဲ့အတွက်တမတ်ရွေးပွဲလုပ်နေတာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့တော့ကျုံးသခင်ကလေဘော်ကိုတက်သွားပြီးတော့လေပြင်းတွေကလည်းတိုက်ခိုက်လာပါလေ
ခြေပြီးတော့3ယောက်တော့မနေကာနာရပါလေမတက်နိုင်တဲ့အဆိုမှအကောက်ဝဲပါထုတ်လိုက်ရပါပြီဒီမဲ့ဖျားပြင်ကဒေါ်လာတကယ်ကြီးရပဲဆိုပြီးတော့ဟောင်ဖေးကလေပေါ်နေပြန်ပါလေခြေပြီးကတော့ဒီဟာနဲ့သူမဲကဘလို့များပတ်သက်မှုရှိနေရလဲဆိုပြီးတော့စဉ်းစားနေပြီလေနတ်ဖျားပြင်ကတော့လက်ကိုတစ်ချက်လုံးလိုက်တာနဲ့ဝါတော်တွေကနေပြီးတော့အစိမ်းရောက်စွမ်းရည်နေထွက်လာပါလေဝါရွက်တွေကလေပေါ်မှာလွင့်ပြန်ပြီးတော့ကောင်းကင်မှာလည်းအလင်းရောင်တစ်ခုတောက်ပါလာပါလေအဲ့ဒီချိန်မှာကျိုးရှန်ကတော့ပုံမှန်ပြန်ဖြစ်သွားပါပြီသူ့တပည့်နှစ်ကောင်ကလည်းပြန်ပြီးတော့တတိယလာကြပြီတွမ်မှုနဲ့ကျိုးရှန်တို့အပြင်ကိုရောက်လာကြတာပါတွမ်မှုကချင်းကြီးကိုတွေ့ချင်းနှုတ်ဆက်လိုက်ပါလေအဲ့ဒီချိန်မှာပဲကျွန်းသခင်ကမင်းတို့တွေပုံရင်းရောင်ဝင်းကျင်ဂျင်းမုံကိုလာရှာတာကျန်းကြီးတွေ့လာဆိုပြီးတော့မေးလိုက်ပါလေအဲ့ဒါနဲ့ကျိုးရှန်ကစောင်းကြောတောင်ကြွနဲ့ရှစ်တက်သွားပြီးတော့ငါကလေးဖာနုရဲ့မင်းသားကျိုးရှန်ပုံရင်းရောင်ဝင်းကျင်ဂျင်းမုံတွေ့လာတာဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒါနဲ့ကျန်းဖန်ကတကယ်ပဲကြံစီတွေထက်တာကောင်းတာပဲတမန်ရွေးပွဲလုပ်ပြီးတော့အခုထိသူ့ဘာကျုံးမြတ်တွေရခဲ့လဲဆိုပြီးတော့မေးလိုက်ပါလေအဲ့ဒါနဲ့ပထမအဆင့်မှာညီနောင်ချင်းပြီးပေးရခဲ့တာကဖြောင်းရီကောင်းကင်နဲ့မင်းပေးသနာခဲ့တယ်ပထမနဲ့ကဟုံမှန်ဝင်းညီရဲ့နာပဲဆိုပြီးတော့တွမ်းမှုကပြောလိုက်ပါလေကျိုးသခင်ကတော့တမီးဖြစ်သူကိုမိခိုပြီးရလာတဲ့ရေရနာယူထားတာလက်မပူကြဘူးလားဆိုပြီးတော့ဒေါ်လာလေးထွက်သွားပါလိဟောင်ဖေးကတော့ဒီနတ်ဖျားဘီရင်ကမြောက်ပိုင်းထူတော်တင်ဘီရင်နဲ့မတည့်ုံနဲ့တူတယ်ဆိုပြီးတော့ကက်ပြောနေပါလေနတ်ဖျားဘီရင်ကအောက်ကိုဆင်းလာပြီးတော့လိန်ဖာမျိုးရဲ့မင်းသားဆိုပြီးချစ်တိုးလာတော့ကျိုးချန်တယောက်လမ်းပြန်သွားပြီလေဘာကြောက်နေရလဲငါမေးရဲ့ခမီးတော်နဲ့အညိုးတေးတွေရှိပေမဲ့မေးကိုတော့ထိခိုက်အောင်မလုပ်ပါဘူးဆိုပြီးတော့ပြောလိုက်ပါလေတွမ်မှုကလည်းထွက်လာပြီးတော့နှုတ်ဆက်လိုက်ပါလေကျွန်တော်ကကျင့်ကွမ်းမျိုးရဲ့တွမ်မှုကြီးပါဆိုပြီးတော့နှုတ်ဆက်လိုက်ပြီလေတွမ်မှုကြီးမင်းကတက်ဆာရှိရလို့ကြားဘူးလေအခုကြတော့နတ်ဖျားဘရင်ဖြစ်ဖို့အတွက်ဘာလို့တမတ်ရွေးပွဲကိုတွားတက်တာလဲဆိုပြီးမေးလိုက်တော့မဟာလန်းစင်ကိုလိုက်စားဖို့ကကျွန်တော်ရဲ့တခုဒီတော့ဆန္ဒပါဆိုပြီးတော့ပြောလိုက်ပါလေပြီးတာနဲ့ချင်းကြီးစီကိုရှောက်လာပြီးတော့မင်းကျန်းလေးကိုလက်ထပ်ဖို့တောင်းဆိုတာကလည်းနတ်ဖျားဘရင်ဖြစ်ဖို့အတွက်ပဲလားဆိုပြီးတော့မေးလိုက်ပါလေအဲ့ဒါနဲ့ကျွန်တော်လုံးဆောင်တာကရိုးသားလေးဆွေးတစ်ခုကြောင့်ပါပဲဆိုပြီးတော့ပြောလိုက်ပြီလေအဲ့ဒါနဲ့ရိုးတော်ကိုပြန်သက်သွားပြီးတော့မဟာလန်းစင်ကိုလိုက်စားချင်တာပဲဖြစ်ဖြစ်ရိုးသားနဲ့စိတ်နဲ့ပြန်ဖြစ်ဖြစ်ပုံရိပ်ရောင်ဝိညာဉ်ကျေးမုံရဲ့စံတမ်းမှုကိုအောင်မြင်တဲ့သူကပဲသူ့ရဲ့သခင်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါလေပုံရိပ်ရောင်ဝိညာဉ်ကျေးမုံကအနီးနားမှာရှိတဲ့ပင်လယ်ကျမ်းပြင်ကအနက်ပိုင်းကဆန်ရည်တစ်ခုထဲမှာရှိနေတယ်ဆိုပြီးတော့ပြောလိုက်ပြီလေမင်းတို့တွေဆွဲဆောင်နိုင်ရင်သွားရှာလိုက်ဆိုပြီးတော့ပြောပြီးပြောက်သွားပါလေကျိုးရှန်ကတော့ငါတို့သွားရှာလို့ဆိုပြီးတော့ထွက်သွားပါလေတွမ်မူကြီးကလည်းချင်းကြီးကိုခေါ်ပြီးတော့ထွက်သွားပြီလေအဲ့ဒီချိန်မှာကျွမ်းသခင်ကတော့အရက်တောက်ရင်းနဲ့ကျန်းလိဆိုတဲ့ကောင်မလေးကလက်ထပ်တော့မှလာဆိုပြီးတော့ရေရွတ်နေပါလေပြီးတာနဲ့အားမေပုံရင်းရောင်ဝိညာဉ်ကျေးမုံကိုတုံးပြီးတော့ဘသူကကြမ်းလိပေါ်မှာတကယ်ရိုးသားလေးကြည့်ကြမယ်ဆိုပြီးတော့ပြောလိုက်ပါလေကြော်ချုံးမိနဲ့ကျိုးသခင်ကလည်းဆက်ဆက်မှုတွေရှိနေပါလေအဲ့ဒီချိန်မှာတွမ်းမှုကချင်းကြီးကိုခုနတုန်းကဝါတစ်တော်ကျုံရဲ့ကျုံသခင်ကဘသူတည်းဆိုပြီးတော့ပြန်မေးလိုက်ပြီလေအဲ့ဒါနဲ့သူ့နာမည်ကရီဖုံးဆိုတော့သူကရီဖုံးလားအဲ့ဒီလုံးကနတ်ဖျားပုံစေပွဲမှာရီဖုံးနတ်ဖျားဘရင်နဲ့သူ့ရဲ့အကူနှစ်ယောက်စလုံးကအသက်နတ်ဖျားဘရင်ရဲ့နောက်လိုက်တည်မယ်ဆိုပြီးတော့ပြောလိုက်ပါလေသူကတစ်ချိန်လုံးကခံကြတဲ့မင်းသားတစ်ပါးဖြစ်ခဲ့ပြီးတော့နတ်ဖျားပုံရဲ့အလွတ်လပ်ပေါ်ပါဆုံးထူးခြားတဲ့နတ်ဖျားဘရင်ပဲဆိုပြီးတော့ပြောလိုက်ပါလေနတ်ဖျားပုံတိုက်ပွဲကြီးထဲမှာရီဖုံးကအကိုကြီးကျွန်တော်တို့ညီကိုတွေပူပေါင်းပြီးတော့အားမရဲ့အသက်ဆွမ်းရည်နဲ့ဆိုရင်ဘာကိုကြောက်နေရမှာလဲဆိုပြီးတော့ပြောနေပါလေအဲ့မှာပဲကျန်းလန်းကတရေပို့ထားတယ်မိသားစုကြီးရှစ်စုကအားမေကိုပြစ်မှတ်ထားနေပြီတဲ့ငါတို့ကောစားလို့မဖြစ်ဘူးဆိုပြီးတော့ပြောလိုက်ပါလေအဲ့မှာပဲသူ့ရဲ့ညီကတော့အဲ့ဒီနတ်ဖေးကနိုးနေသူရှစ်စုကသူတို့ချင်းချင်းပြိုင်ဆိုင်မှုနဲ့လှုပ်ရှုပ်နေကြတာပြီးတော့သူတော်စင်ဘရင်ရောက်လာရင်လေဘာကြောက်ရှာရှိလို့လဲဆိုပြီးတော့မင်းနေတော့မှာပဲရှေ့မှာခရင်ရောင်တင်တာကြီးတကူရောက်လာပါတယ်နှစ်ယောက်လုံးကိုဖမ်းထားလိုက်တော့သူ့ရဲ့အကိုကြီးကိုတွန်းထုတ်လိုက်ပြီတယောက်တည်းအထဲမှာပိတ်မိသွားပါပြီပြီးတာနဲ့အားမင်တေကြောင့်အန်ရရှိနေပြီငါ့ကိုဂယူးမဆိုင်နဲ့အမြန်သွားခဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ရီဖုံးရကိုကအသေးတန်ပြေးနေတဲ့ချိန်မှာပဲကြော့ချိုးမိန်ကိုလည်းနတ်ဖျားဘရင်၃ယောက်ကတိုက်ခိုက်နေပါလေချွန်ချင်းတော်ရဲ့နတ်ဖျားဘရင်ကကြော့ချိုးမိန်ဒီနေ့မင်းရဲ့တေးနေမယ်ဆိုပြီးတော့တိုက်ခိုက်နေပြီလေအဲ့မှာပဲအကိုကြီးရောက်လာပြီးတော့အားမိတ်အမြန်သွားငါသူတို့ကိုချုပ်ထားလိုက်မယ်ဆိုပြီးတော့ပေါ်ရင်ရောင်နေရတခုနဲ့ဖမ်းချုပ်ထားလိုက်ပါလေဘဲဒီကားလေးအမြန်ထွက်သွားဆိုတော့ကြော့ချိုးမင်းကလည်းထွက်ပြေးသွားပါပြီအဲ့ဒီမှာပဲပြီးတော့စိတ်ကစင်နဲ့ကိုက်ချင်တာလားဆိုပြီးတော့ပြစ်လိုက်တာတခါလေးမှောက်သွားပါလေအဲ့ဒီနတ်ဖျားဘုံစစ်ပွဲကြီးမှာအသက်နတ်ဖျားနဲ့ရီဖုံးရက်ကိုကကြာဆုံးသွားတယ်ဆိုပြီးတော့ပြောပြနေပါလေအဲ့ဒီကစပြီးတော့ရီဖုံးနတ်ဖျားဘရင်ရဲ့တရင်ကိုဘယ်သူမှမသိရတော့ဘူးဆိုပြီးတော့ပြောလိုက်ပြီလေအဲ့ဒီလုံးကခန့်ညာချောမောတဲ့ရီဖုံးကအခုလိုဆွေးမြေးတဲ့ပုံစံဖြစ်သွားခဲ့တာပဲဆိုပြီးတော့ပြောပြလိုက်ပါလေပြီးရနဲ့တမ်းမှုကညီနောက်ချင်းကြီးပင်လယ်အောက်ခကျေပြောတယ်ဒီနေရာမှာပဲလမ်းခွဲကြမယ်ဆိုပြီးတော့နှုတ်ဆက်လိုက်ပြီးတာနဲ့တမ်းမှုကထွက်သွားပါပြီချင်းကြီးတရားပုံရင်းရောင်ဝင်းရင်ချင်းမုံကိုရမလားဆိုတာနောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ